ကုန်းပေါင်ကစ္စံစာဆိုပန်းရဲ့အခန်းတက်မှာတော့မြန်မာတက္ကရာ1185ခုနှစ်တဘိုရဲလာပြီကျော်17ရက်မှာကုန်းပေါင်ခေတ်ဘာကြီးတော်စကိုင်းမင်းလက်ထက်မှာမြဝတီမင်းကြီးဦးစာကမဏိပူရကတိမဟာရာဇာပုံကန်တီကိုမြေတိုင်းအတွင်းဝင်တဲ့အတူခြိတက်တိုက်ခိုက်ခဲ့ရာအောင်မြင်တော်မူသောကြောင့်နေမျိုးတိဟသူရပွဲနဲ့ဒေါ်နေယာအဆောင်ရောင်များကိုချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရပါတယ်ခင်ဗျာဦးစာဟာစစ်ချီထွက်ရာစစ်မြေပြင်မှာလဲတချင်းများစွာကိုရေးဖွဲ့ခဲ့သူဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးရှုစားကြရမှာကတော့မြဝတီမင်းကြီးဦးစာနဲ့ဇနီးပင်နောင်တို့ဖျားကြော့ကံပင်ဖြစ်ပါတယ်ခင်ဗျာယခုရှုပြင်ကြရမှာကတော့စာဆိုစစ်တီမြဝတီမင်းကြီးဦးစာနဲ့ဇနီးဖြစ်သူမဲနောင်တို့ဖျားကြော့ကံပင်ဖြစ်ပါတယ်ခင်ဗျာဒီအခန်းမှာတော့မြဝတီမင်းကြီးဦးစာကိုယ်တိုင်ရေးသားခဲ့တဲ့သချင်းများစွာတွေကမှထောင်ရောင်နေကသာသချင်းကံကိုဇက်ဖို့တေးဂီတအဖြစ်ပံ့ပိုးတီးခတ်ထားပါတယ်ခင်ဗျာအားပေးရှုစားတော်မူကြပါဗျာပရိသတ်များခင်ဗျာအခုဆက်လက်ပြီးရှုစားကြရမှာကတော့မြဝတီမင်းကြီးဦးစာကိုယ်တိုင်ရေးသားခဲ့တဲ့ဤနောင်ဇက်တော်ကြီးကိုဦးစာရဲ့နေအိမ်မှာဇက်တိုက်လေးကျင်ကန်တရုတ်ဖော်တင်ဆက်ထားပါတယ်ခင်ဗျာကုန်းပေါင်ခေတ်မှာအိမ်ရှိတော်ဆိုင်ရာဇက်ကြီးနဲ့နန်းတော်ကြီးဆိုင်ရာဇက်ကြီးဆိုပြီးနှမျိုးရှိခဲ့ရမှာနှစ်နေရာစလုံးအတွက်တချင်းတန်ဆန်းကြပြစာပေဇက်ကြီးများကိုရေးသားရတဲ့ဦးစာဟာဇနီးတဲ့မင်းနောင်ကိုအကြောင်းပြုပြီးရေးဖွဲ့ခဲ့တဲ့
လွမ်းတလိပတ်ပြိုးနဲ့မြန်မာတက္ကရာ1150ခုနှစ်မှာဤနောင်ဇက်ချင်းများကိုရေးဖွဲ့ခဲ့ပါတယ်ခင်ဗျာယခုရှုမြင်နေရတဲ့အခန်းမှာတော့လွမ်းတလိလို့ဆိုတဲ့ပတ်ပြိုးသချင်းကိုဇက်ဝင်တေးဂီတအဖြစ်ပံ့ပိုးတိခတ်ဖျော်ဖြေထားပါတယ်ခင်ဗျာပရိသတ်များခင်ဗျာယခုရှုမြင်နေရတာကတော့မြဝတီမင်းကြီးဦးစာကိုယ်တိုင်ရေးသားခဲ့တဲ့ဤနောင်ဇက်တော်ကြီးမှာဤနောင်မင်းသားနဲ့ပုစပါမင်းသမီးတို့ရဲ့မေတ္တာတက်ဝင်ချစ်ခင်ခန်းကိုသင်္ကာရရတ္တမြောက်စွာရှုမြင်ကြရမှာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်များခင်ဗျာယခုတင်ဆက်နေတဲ့အခန်းကတော့ဤနောင်ဇက်တော်ကြီးမှာကန်စင်ကန်ဖြစ်ပါတယ်ခင်ဗျာဤနောင်မင်းသားနဲ့ပုစပါမင်းသမီးတို့ရဲ့တွေ့ဆုံကြပြီးမေတ္တာတက်ဝင်ချစ်ခင်နှစ်သက်ခန်းဖြစ်ပါတယ်ခင်ဗျာယခုတင်ဆက်ကားပြနေတဲ့ကုန်းပေါင်ကစန်းစာစုပန်းဆိုတဲ့ကဆက်အစီအစဉ်ကိုအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်မှတမင်ပညာဌာနကျောင်းဆင်းကျောင်းသားကျောင်းသူများရဲ့ကျောင်းဆင်းစွမ်းရည်ပြဖျော်ဖြေတင်ဆက်မှုပဲဖြစ်ပါတယ်ခင်ဗျာ